ကိုကျိုးစည်းဝါးတွေခက်ပြက်ကြီးထဲမှာပေါ့နော်လှုပ်ရှားနေတဲ့နော်ပကုံးပေါ်အပွင့်ခတ်တွေကိုရရှိတဲ့ယာရုအာဏာတွေကိုအလွဲသုံးစားလုပ်ပြီးတော့မှဖရဲသည့်တရံလှုပ်ရှားနေတဲ့အောက်တန်းစားဝန်ထမ်းတွေအောက်တန်းစားတက်မတော်သားတွေအောက်တန်းစားရဲတပ်ဖွဲ့ဝင်တွေအောက်တန်းစားပြည်သူစစ်တွေမပါဘူးနော်ကျွန်တော်ဒါရိုးရိုးရှင်းရှင်းလေးပြောတာအနာရှိဆက်ကျွန်တော်နာမည်တက်ပြောတာမဟုတ်ဘူးကိုသိကြပါတယ်နော်အဲ့ဒီအချိန်မှာကိုကပတ်စံတော့မကောင်းတဲ့နေရာနေပတ်စံနေရှာနေပြီးတော့ကိုရဲ့တက်ဖွဲ့ဝင်တွေကိုလူသိချင်ကြလူနိုင်လားဆိုတော့လည်းမလူကြဘူးလူမသိအောင်လူလားဆိုတော့လည်းဘယ်သူမှမလူဘူးနော်ဝမ်းမနဲ့ဝတ်ဒီမိတ်လိုက်တယ်လို့ပဲမိတ်ပြီးတော့မှယူပြီးတော့နေတာပြီးလို့ရှိရင်ဖြစ်ချင်အဖြစ်ကွာဖြစ်ပါငါတို့နဲ့မဆိုင်ဘူးမဖြစ်ဘူးဒါမျိုးတွေပေါ့နော်ဒါမျိုးတွေနေတာဖြစ်တယ်အဲ့တော့ရှေ့တန်းမှာလက်ရှိတိုင်းမျိုးအေဂျင့်ချင်းနဲ့တာယာချင်းနဲ့နော်ပြည်သူလူထုကိုအေဂျင့်စွာနေစေခြင်းနဲ့နော်ရှေ့တန်းရောက်နေတဲ့တက်မတော်သားတွေကိုတော့နော်ကျွန်တော်အရန်အားနာပါတယ်ပေါ့နော်ဒီလိုမျိုးပြောရတာလေဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့တိုင်းမျိုးအမြန်အေဂျင့်စေခြင်းနဲ့စိတ်နဲ့ပြောတာပါပေါ့နော်တချို့ဆိုတော့အောက်တန်းကြတယ်ပေါ့ဒီနိုင်ငံရေးဖြစ်စဉ်ထဲမှာနော်ငကိုတည်းကမှပြည်သူလူထုကတက်မတော်မုံမာတယ်ဆိုရင်အခုပေါ့ဒီလိုဒီမှာလာပို့ထားတယ်မုံမာတယ်ဆိုတက်မတော်ရဲ့ပုံရိပ်ကိုမကြစင်းအောင်လုပ်တယ်အကိုတဲ့6မြို့နယ်ပြည်သူစစ်တွေကတဲ့ PDF တွေဘေးနားမှာရှိတာသိတယ်တဲ့မတိုက်ဘူးတဲ့တနေ့ကိုပြည်သူတွေအိမ်ထဲအထိဝင်ဆွဲတယ်ခဏတော့တဲ့ငွေနဲ့အရွေးခိုင်းနေတဲ့တယောက်ကို20 30လောက်တဲ့တောင်းပြီးပြန်လွတ်တယ်တဲ့တနေ့ကိုတဲ့450 19လောက်ဆွဲတယ်တဲ့ပြူစောတိကောင်းဆောင်နဲ့ကုန်းကြီးကျော်လင်းဘူအိမ်60ကဒါတွေရေးတယ်မသိဘူးသူတို့ကလည်းရေးတာတော့ကျွန်တော်လည်းမဖတ်တတ်ဘူးဗျာနော်ရွာသားဟိုဒီဆိုတော့ကုန်းကြီးကျော်လင်းနဲ့ဘူအိမ်60ကဘူကြီးဘူလေးတွေ CRB အနက်ရောင် 1M 1339ကားနေတဲ့အာမနာဘူးတဲ့ငွေနဲ့ပြန်လွတ်တာတဲ့ဘာအပြည့်စုံလေးဖြစ်ဆွက်ပြောပေးငွေနဲ့ပြန်လွတ်တာပါတဲ့အပြည့်စုံလေးဖြစ်ဆွက်ပြောပေးပါတဲ့ဥဖုံချမ်းပါစေတဲ့နော်အဲ့လိုအများကြီးရှိခဲ့တယ်အဲ့ဒါတွေပြောရင်မကုန်ဘူးနော်တိုင်းပြည်ကိုဘယ်သူတွေဖြည့်ဆည်းနေတာလဲနော်ဒါကိုတိရောက်တော့အရေးမယူနိုင်တာဘာကြောင့်လဲနော်ခင်ဗျားတို့တိုင်းပြည်ချစ်တယ်ဆိုတာလီးပဲလို့ပြောလိုက်မယ်နော်ခင်ဗျားတို့စောက်ဆန်နေအဲ့လိုမျိုးခင်ဗျားတို့နော်နိုင်ငံတော်အဆင့်နေတဲ့ဥပဒေတွေထုတ်လိုက်တယ်ဆိုရင်ခင်ဗျားတို့စွဲတယ်ဒီပေါ်တာတွေနော်ပေါ်တာတွေစွဲတယ်တိုင်းပြည်ကိုနော်မကောင်းတာကိုကောင်းအောင်လုပ်မယ်လို့မကြံဘူးခစ်ပြက်နေတာကိုခစ်ကောင်းအောင်လုပ်မယ်လို့မကြံဘူးနော်အခွင့်အရေးလေးခင်ဗျားတို့ဥပဒေတကူထုတ်လိုက်ရင်အခွင့်အရေးတကူပေးလိုက်တယ်လို့ခင်ဗျားတို့စားပေါက်ရသွားတယ်လို့ခင်ဗျားတို့အောက်တန်းကြတဲ့ဝန်ထမ်းတွေခင်ဗျားတို့တော်တော်အမျိုးရုပ်တဲ့အောက်တန်းစားတွေကျုပ်ကပြောလိုက်တန်ဖို့တက်လာတာယွန်းတာနော်မကန်နိုင်တာနော်ခမည်းတော်ပြောလိုက်တာကပေါ်တာဆွဲဆိုရင်ပေါ်တာပဲဆွဲဥပမာတစ်ခုနောက်ဆုံးအဆင့်ထိလူသစ်စုဆိုရင်လူသစ်ပဲစုခမည်းတော်ငွေတောင်းခိုင်းတာမဟုတ်ဘူးနော်ခမည်းတော်ရက်ွက်တွေမှာနော်လူစုတယ်ခမည်းတော်ကျွန်တော်မနေ့ကလည်းပြောပြီးပြီအခုကျွန်တော်လာပြောနေပြန်ပြီငါတို့စစ်တပ်ထဲဝင်ခိုင်းအောင်ချမ်းသာတဲ့ကောင်တွေတွေကအတိုင်းဝိုင်းအနေမှာပေါ့မင်းကိုယ်တိုင်ဝင်တိုက်တယ်ငါဝင်ပြီးပြီငါအသက်45နှစ်ရှိပြီလို့နော်ငါဝင်ခဲ့ပြီးပြီငါတို့ကဖေးစစ်သားသားစစ်သားလို့ပြောခဲ့ပြီးပြီနော်တကယ်လူကုန်တဲ့အတန်းဝမ်းချမ်းသာတဲ့ခါတွေမှာအများကြီးဒီလိုလူတွေကြတော့မပါဘူးနော်ဒီမပါဘူးရတယ်မပါနဲ့ဆွဲပြီးတဲ့လူကိုငွေနဲ့ပြန်မရွေးခိုင်းနေလေဟုတ်လားအဲ့တော့ဘာဖြစ်လဲဒီနိုင်ငံတော်နာဇကဝန်ကြီးချုပ်ကာချုပ်ကြီးဦးမင်းအောင်လိုင်းဝန်ကြီးချုပ်ကြီးဦးမင်းအောင်လိုင်းဦးဆောင်တဲ့အစိုးရကြီးပုံရိပ်ကိုဖျက်ဆီးနေတာဘာလို့လဲဒီဝန်ထမ်းတွေပဲဝန်ထမ်းတွေဆိုတာအချင်းပြချထားတဲ့ဝန်ထမ်းတွေဝန်ထမ်းရုပ်ဝန်ထမ်းစုပ်တွေဝန်ထမ်းပြက်တွေနော်ဘယ်သူတွေငတေးမှာပြီးရောဆိုတဲ့ဝန်ထမ်းစုပ်ဝန်ထမ်းရုပ်အောက်တန်းသားဝန်ထမ်းတွေသူတို့ပဲဖျက်ဆီးနေတာပြည်သူကလည်းဖျက်ဆီးနေတာမဟုတ်ဘူး